Hey guys, အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့ Julian Dark Crafter ဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာတော့ကျွန်တော်ကိုယ်တိုင် teaching ဆက်တက်ထားဟာလေးရဲ့ YouTube ပေါ်ကြည့်ထားဟာလေးရဲ့ကျွန်တော် live လုပ်ကြည့်မယ်ပေါ့နော်1 2 3 okay အဝေးလဲပြီးသွားပြီဆိုတော့ကျွန်တော်တို့ဘာလုပ်ကြမလဲဆိုတော့ကျွန်တော် Castle Wall ဆော့ပြမယ်ပေါ့နော်အဲ့ဒါကတော့ကျွန်တော် Castle Wall ဆော့ပြီးသွားပြီဒါပေမဲ့ဗီဒီယိုတင်မှာနည်းနည်းကြာမယ်ပေါ့နော်ဆိုတော့ကျွန်တော်အရင်ဆုံးကျွန်တော်ဘာလုပ်မလဲဆိုတော့ create new wall ပြီးရနဲ့create ပြောင်းမယ်ကျွန်တော်ဘာလေးဆော့သွားမလဲဆိုတော့ဘရိုသိတဲ့အတိုင်းပါပဲ YouTube ပေါ်မှာတွေ့ရ high လို့ပဲကျွန်တော်တို့ဆော့မယ်ပေါ့နော် flat wall ကျွန်တော်ကအဲ့လိုမျိုး YouTube ပေါ်ရလို့ပါအဲ့လိုအကုန်လုံး live လုပ်မယ်ပေါ့ဗျာ YouTube ပေါ်မှာသူတို့တင်ထားတဲ့အတိုင်းကျွန်တော် live လုပ်မယ်ဘေးနားရှင်နေတယ်နေပါတောင်းမှတ်ပါတယ်ကျွန်တော်ကအခုကအိတ်ခန်းထဲမှာနေပါတယ်အိတ်ခန်းထဲမှာပေါ့တော့တယောက်တည်းရှိတဲ့အချိန်ညံလေးဘလော့ရဘာလို့ဆိုဆွညံနေပါလေဘရိုကတိတ်မကြည့်ချင်မလားဆိုတော့အားလုံးပဲဒီကလာပါဆိုတော့ let's go ဒီတော့ slide နေတွေ့ရပေါ့နော်နောက်ဘာအရင်လုပ်ပြရမလဲဆို sheet 2မှာ2ခဏ enchanting name tag chat name tag လို့ဖို့ name tag ခဏလေး okay name tag ကဒီမှာဆိုတော့ကျွန်တော်တို့ဘာလေးရင်လုပ်လဲဆိုတော့ JEB Jab ဆိုတဲ့နာမည်အတိုင်းကျွန်တော်လိုက်လုပ်ကြည့်ပါနော် JEB ပေါ့နော် PP ကနေတော့ဒါလေးထည့်မယ်ပြီးရနဲ့တစ်ခုပဲလုပ်ချင်တယ်ဆိုတော့ဒီနာမည်လေးပြရ Okay come on man come on name sorryဘာမှတော့ထူးဆန်းတော့မရှိဘူးဗျာနော်အမတော့ထူးဆန်းမရှိဝေးဆိုတော့ဘာရေးလုပ်မလဲဆိုတော့အဲ့ဒီပြန်ထည့်မယ်ပေါ့နော်ပြန်ထည့်ပြီးရတယ်ဘရိုတခုစမ်းရမယ်တခုပြမယ်ပေါ့နော်အဲ့ဒါကတော့ဘာလေးလဲဆိုတော့ဖေးရောက်သွားပါလိမ့်ဖေးရောက်သွားပါလိမ့်Ui. Oh my god. So đó. Chúng nó đá rồi nhưng mà crafter လုပ်တဲ့အတိုင်းလုပ်ပါပေါ့နော်။ဆိုတော့ရင်ဆုံးကျွန်တော်ကဗာလေးလို့လဲဆိုတော့အဲ့တော့ကျွန်တော်ဟိုယူအောင်မယ်။ဒီထဲမှာရှူဝါရောင်လေးလိုက်ဆိုတော့ဘေးနားပတ်ပဲလေးကိုလေbro မြန်မာ crafter ဗီဒီယိုကြည့်ပြီးသွားရလို့ရကြည့်ပြီးမှာပေါ့နော်ကြည့်ရသေးတဲ့လူရတယ်ကျွန်တော်ဗီဒီယိုကြည့်နေနဲ့ like subscribe လေးလုပ်ခဲ့ပေးပါတော့ဆိုတော့ဒေါကကြတော့ဒါလေးပဲယူလိုက်တော့မယ်ဘေးနား block 3လေးထားမယ် block ကကြတော့ကျွန်တော် sheet block မျိုးရောလေးယူလိုက် okay let's go ကျွန်တော်အဝါနဲ့ပဲလုပ်ပြမယ်ပေါ့နော်ဆိုတော့အရင်ဆုံးကျွန်တော်ကဒီမှာပေါ့နော်တူးမယ်တူးပြီးရနဲ့ကျွန်တော်တို့ okay ပြီးရနဲ့ဘီနာဒါလေးထည့်ဒါလေးထည့်မယ်ဒါလေး sorry for that one no မဲတဲ့အတန်ပိတ်ဖို့နေပြီဘ
ဆိုရပြီကျွန်တော်ဒေါမလို့မေ့နေတာဒေါတကားဟုတ်ပါဘူးဒါလေးပြန်ထည့်လိုက်မယ်အဲ့ပြန်ထည့်လိုက်ဒါလေးပြန်ထည့်လိုက်တော့ပြီးရနဲ့ဒါလေးမထည့်ရသေးဘူးအဲ့ဒါလေးထားမယ်ဒါလေးထားမယ်ဒါလေးပြီးရနဲ့sorry အဲ့လေးထားမယ်ပေါ့နော်ထားကြရင်ကျွန်တော်ဒါလေးပေါ့နော်ငွေအရင်ဆုံးပစ္စည်းရေးပြန်ထည့်လိုက်မယ်ထည့်ရရင်ဝင်ကြည့်အောင်1 2 3အဲ့တော့ဘာမှလည်းမရှိပဲငါ့ကိုထည့်ခေါ်နေရတယ်အဲ့တော့တော့လို့မရတော့ဘူးမြင်လားဆိုတော့ဒါကတော့မြန်မာ crafter ရဲ့ဟာပါနော်ဒီဟာကိုကျွန်တော်ကတော့ bro ကိုမကျွန်တော်ရဲ့ဗီဒီယိုတိုင်းမှာကိုမမှတ်လို့မရအောင်ဆိုတော့ bro တွေ့တာဆိုတော့ကျွန်တော်ကိုမမှတ်လို့ရအောင်လုပ်ပေးပဲဆိုပြီးခရီးပေးထားတာဒါပေမဲ့ကျွန်တော်မလုပ်နိုင်ခဲ့ပါဘူးဆိုတော့ဒါလေးကိုကျွန်တော်က rate ကိုဝါပေးမယ်10 out of 10 out of ဝါပေးမယ် 8.5 okay 8.5ဒီဘက်မှာကျွန်တော်ဘာထပ်တော့ရင်ကောင်းလဲဆိုတော့ဒါကတော့ကျွန်တော်ကိုယ်တိုင်လုပ်ထားရလေးပါဘာလို့ဆိုတော့ကျွန်တော်တို့ကျွန်တော်ချောင်းနေဆိုးချင်နေရပေါ့နော်ကျွန်တော်ဗီဒီယိုကြည့်ရင်ဘောလုံးလေးနည်းနည်းလေးတိုးထားပြီဘာလို့ဆိုတော့ကျွန်တော်မိုက်ကတားကျန်နေလို့ပေါ့နော်ဒါကတော့ရေးလွှာရှော့စီလောက်ပြမှာဖြစ်ပါတယ်ရေးလွှာရှော့စီဆိုဟိုလိုအမြင့်လက်မဟုတ်ပေါ့နော်ဆိုတော့ဒါလေးပြီးရင်ဒါလေးထည့်မယ် okay let's go လုပ်ကြမယ်ဆိုတော့ခဏပြီးတော့ညင်အောင်လုပ်ပြ always data ကိုမိသွားတာဆိုတော့ဒီလောက်ပဲအမြင့်ကိုထားလိုက်မယ်ပြီးရနဲ့ကျွန်တော်ကဒီနောက်မှာပေါ့နော်ခဏဒီကလေးကိုအောက်ကနေထားမယ်ခဏဟီလာချောစီကိုဘရိုကတချို့လူရော sorry တချို့လူရောတတိထားမိမှာပါရီလာရှော့စီလောက်တာမရှော့ဘူးဆိုပြီးတော့လေဘရိုတကယ်လို့ရှော့ခြင်းကျွန်တော်ပြအောင်မယ်ခဏဆိုတော့ကျွန်တော်တို့ကဒီမှာသူ့အညီတူရမယ်ပေါ့နော်တတုံးလေးပို့တိုးလိုက်ပေါ့နော်တတုံးလေးပို့တိုးလိုက်ပါပြီးရနေတော့ဒီလောက်ကျဲထားလိုက်မယ်တတုံးလေးပို့တိုးလိုက်ဘာလို့တတုံးပို့တိုးရလဲဆိုတော့ကျွန်တော်ဒီအတုံးလေးထားမှာမလို့ပေါ့နော်
ဆိုတော့ကျွန်တော်လေးဖောက်လိုက်မယ်ပေါ့နော်စကားပြောမိသွားကျွန်တော်ဒါလေးရွယ်အာရုံစိုက်နေတယ်ဆိုတော့ကျွန်တော် water bucket ပေါ့နော် water bucket ပဲတော့ water bucket လေးတွေ့ပြီအဲဒါကျွန်တော် letter ယူရမယ် letter ဒီမှာ letter ပြီးရနဲ့ကျွန်တော်တို့တူအတိုင်းပဲကျွန်တော်ကတော့ letter မတုံးတော့ပါဘာလို့ဆိုတော့ကျွန်တော်ကလေးဘပြန်နေဆိုဖြစ်တဲ့အတွက် letter တုံးတော့ပါနော်ပြန်နေကျွန်တော် water bucket တွေနဲ့ထဲဝင်ပြီပေါ့နော်ထဲဝင်ပြီးတော့ကျွန်တော်ဒီကနေလောင်းထည့်လိုက်ဆိုတော့ဒီ stair ကနေစပြီးလောင်းလိုက်ပြန်နေဒီ stair ကနေလောင်းလိုက်okay ဆိုတော့သူတို့အောက်ထည့်ကြပါလိမ့်မယ်ကြာပါနဲ့ကျွန်တော်က live ဖြည့်လိုက်အောင်ပဲပေါ့နော်ဒါလေးတုံးရင်တော့ကျွန်တော်အကောင့် subscribe လုပ်ခဲ့ပြအောင်ကျွန်တော် channel ပေါ့နော် channel တော့ channel လေးကို like subscribe လေးလုပ်ခဲ့ပေးခြင်းအားဖြင့်ဘရိုတို့မှာဘာမှမကုန်သွားဘူးပေါ့နော်ကျွန်တော်တို့အတွက်ကတော့ဘရိုတို့အတွက်ကောင်းကောင်းလေးဖြစ်စီဖို့အတွက်ကျွန်တော်တို့ကတေချာ edit ပေးရတယ်ဆိုတော့ဘရိုတို့ကလက်ညိုးလေးတစ်ချောင်းလက်ညိုးဖြစ်လက်တစ်ချောင်းကိုသုံးပြီးတော့9စက္ကန့်တောင်မကြာဘဲနဲ့ subscribe လုပ်ရတယ်ပေါ့နော်ဆိုတော့ subscribe ပါဆိုတော့ကျွန်တော်ကတော့ဒါကကျွန်တော်ကိုယ်တိုင်တီထွင်ထားရတာပေါ့နော်အဲ့မှာသူရှော့သွားရင်အများတော့မရှော့ဘူးပေါ့ဗျာကိုကဟယ်လိုလေးသွားလိုက်ရင်တော့ရှော့တာပေါ့ခဏကျွန်တော်ပြမယ်ဆိုတော့ကျွန်တော်တို့wait a minute ဆိုတော့ကျွန်တော်ဒီကိုရောက်ပြီဆိုတော့ ਨੇ တို့ဒီထဲကိုခုံလိုက်ပြီဝီးခုံမိုက်နော်ဆိုတော့ဒါလေးကိုတော့ကျွန်တော်က rate ကိုတော့တားရောမပေးပါဘူးခဏဒီမှာပေးလိုက်တော့10တော့7ပေးရတော့ဒါ10တော့7ပေါ့နော်ဆိုတော့ကျွန်တော်တို့နောက်တစ်ခုကကြတော့ဘရူကွမ်းအောင်တီလာမသိ grand အောင်ဖြစ်သွားကွမ်းအောင်တီလာမသိဘူးကွမ်းစောက်တဲ့အတိုင်းကျွန်တော်စောက်ရပေါ့နော်ကွမ်းသူလဲ YouTube ကကြည့်ပြီးစောက်တာပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့တိုင်းစောက်ကြမယ်နောက်လေးပေါ်ပြန်လာအောင်မယ်ဆိုတော့ဒါက4 block ဆိုတော့ဒါလေးကိုဒီဘက်ကနေဆက်သွားမယ်ပြီးရတယ်ဒီဘက်အားနေပြောဒီဘက်ခိုင်းကျွန်တော်ဒါလေးကိုနည်းနည်းလေးမြင်လိုက်1 2 3 4ဆိုရပြီဆိုတော့ကျွန်တော်တို့အောက်လေးနည်းနည်းနေမယ်ပြန်နေဟယ်လိုလေးNo bro, not like this. I was 7 years. Okay. ဒါလေးရပြီဒီကနဲ့ကျွန်တော်တို့ဒီဘီနာဆက်သွားမယ်ပေါ့နော်ဒီဘီနာဆက်သွားမယ်ရှိပါလိမ့်ဟုတ်ကဲ့ကိုကြီးအောင်နေခါပြီးတော့ကိုပြတိုင်းကောင်းဟုတ်ကဲ့ဗျဆိုတော့ကျွန်တော်တော့ခေါ်တော့ကျွန်တော်ရှေ့ဒီခဏသွားလိုက်မယ်ဘောလို့ပြီးတာ
ဒါဆိုင်တော့အချင်းလေးနဲ့ကုန်နေပေါ့နော်ညတော့ရောက်တော့မယ်ဆိုတော့ကျွန်တော်ဒီနေ့ပြန်ပြောင်းလိုက်မယ်ပြီးရတယ်ကျွန်တော်တို့လောကနေပြီးတော့ဟာထောက်လိုက်လဲရပြီဆိုတော့ညောင်းသုံးပါဟာဟယ်လိုလေးပြီးရတယ်ဒီမှာဆုံးပြီဆိုတော့ကျွန်တော်တို့ကဟိုင်းနာလောက်ကိုထောက်လိုက်ဟိုကျွန်တော်လောက်ကိုထောက်โอเคတပြည့်ပြည့်နဲ့ရတယ်နော်โอเคဆိုတော့ခဏပါတော့ AFK ခဏလောက်လာမယ်AFK ခဏလောက်ကြအောင်နော်ပြီးနောက်ဆိုရင်တည်းပါသွားရင်တောင်းမှမှာလေဆိုတော့နော် AFK ကဘယ်လောက်မှမကြောက်အောင်စက္ကန့်လောက်ပဲစက္ကန့်ပိုင်းလောက်ပဲကြာရပါတော့ဆိုတော့ကျွန်တော်ကတော့မေ့သွားပြီပေါ့နော်ကွမ်းဗီဒီယိုတောင်ကြည့်ရကြပြီဆိုတော့မေ့သွားပြီဆိုတော့ကျွန်တော်ဒီတိုင်းလေးပဲလိုက်ပြလိုက်ပါအဲ့လိုဖြစ်ရမကောင်းဘူးဆိုတော့ကျွန်တော်ဒါလေးပြန်ပြလိုက်မယ်ဒါလေးကိုထပ်ကြည့်ကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယို like ပေးခဲ့ပါ like 20ပြည့်ရင်ကျွန်တော်ပြန်လုပ်ပြပါမယ်ထပ်ပြီးဆိုတော့ဒါပြီးပြီပြန်ကျွန်တော်ဒါလေးပြန်ထည့်လိုက်တော့မယ်ဒါထည့်မယ်ပြီးတော့ fish ထည့်ကောင်းဒီကောင်းလေးထည့်လိုက်မယ်ဆိုတော့အဲ့ဒါပြီးရတယ်ကျွန်တော် secrets တော့ဖြစ်သွားပြီဆိုတော့ secrets ကကျွန်တော်ဘယ်ဟိုမှာထည့်ရပါလိမ့်ကျွန်တော်တို့ပဲset No, bro, no, that's not good. No, bro, that's very bad. That game got moved. 10 out of 0. The game got moved. GD bill, ပြထွက်သွားတာဆိုတော့အားလုံးပဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဆိုတော့ကျွန်တော်ရဲ့နောက်ဗီဒီယိုလေးထပ်ကြည့်နေဆိုရင်လည်းပြောခဲ့ပါဦးဒီနေ့တော့ကျွန်တော်3ခုပြီးသွားပါတယ်ဆိုတော့ဘာလေးလဲဆိုတော့ကျွန်တော်လိုက်ပြမယ်ပေါ့နော်ဒီမှာမြန်မာ crafter စောက်တဲ့ပုံရင်ဒါကတော့ကျွန်တော်ရဲ့မူရင်းပုံစံမှာဒီမှာကတော့ကျွန်တော်ကွမ်းစောက်တဲ့ဟာလေးလိုက်စောက်ထားရပေါ့နော်ဒါပေမဲ့တော့မကြိုက်ပါဘူးဆိုတော့အားလုံးပဲ bye ma bye တက်လာလေးချက်ပြမယ် bye bye okay